စကိုင်းတိုင်းရေဦးမြို့လေကောင်ကပြည်သူလူထုငွေကြေးနဲ့တိစောက်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုဖျက်ဆီးခဲ့သူတွေကိုထိထိရောက်ရောက်အရေးယူသွားမယ်လို့ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာဝန်ခံကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ဇွန်လ28ရက်နေ့မနက်12နာရီခွဲတုန်းကရေဦးမြို့အောင်မင်္ဂလာရပ်ကွက်မြို့မရဲစခန်းရှေ့ဘက်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုကြမ်းဖက်စစ်တပ်ထွေအုပ်နဲ့နန်း CDM စီပင်ဝန်ထမ်းတွေကဗဟိုးနဲ့ဖျက်ဆီးခဲ့ပြီးပါဝင်ပတ်သက်သူတို့ကိုသိရှိထားကအဲ့လိုဖျက်ဆီးခဲ့သူတွေကိုထိရောက်စွာရေးယူသွားမယ်လို့အသိပေးထားပါတယ်။ဒါအပြင်ဗိုလ်ချုပ်ကြေးရုပ်ကိုပဲဖျက်ဆီးလို့ရမှာဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်းသမိုင်းနဲ့ပြည်သူလူထုထားတဲ့တန်မိုးထားလေးစားချစ်ခင်မှုကိုတော့စစ်အုပ်စုအနေနဲ့ဘလို့မှဘတော်မှဖျက်ဆီးလို့ရမှာမဟုတ်ပါဘူးလို့ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာဝန်ခံကဆိုပါတယ်။ဗိုလ်ချုပ်ဆန်းကြေးရုပ်ကို2018ခုနှစ်ဇွန်လ10ရက်နေ့မှာရေဦးမြို့ပေါ်ကပြည်သူလူထုရဲ့လှူဒါန်းမှုနဲ့တိစောက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကဇွန်လ28ရက်နေ့ညအချိန်မှာဖြိုချဖျက်ဆီးခဲ့တာပါအကြမ်းဖက်စစ်တပ်ကနိုင်ငံတော်အားမှာဗိုလ်ချုပ်ဆန်းရုပ်တုတွေကိုဇက်တိုက်ဖယ်ရှားဖြိုချမှုတွေဇက်တိုက်ပြုလုပ်နေပါတယ်အခုလိုပဲ2024ခုနှစ်အောက်တိုဘာလ9ရက်နေ့မနက်တနာရီအချိန်ကလည်းမန္တလေးတိုင်းတာစီမြို့ကဗိုလ်ချုပ်ဆန်းကြေးရုပ်တုစိုက်ထူထားတဲ့ဗိုလ်ချုပ်ရင်ပြေကိုမြေကော်ကားတွေနဲ့ဖျက်ဆီးပြီးရုပ်တုကိုစစ်တပ်ကခမားရ419တဲ့ကိုတည်ဆောင်သွားခဲ့ပါတယ်ဒါအပြင်2025ခုနှစ်ဇွန်လ28ရက်နေ့မနက်12နာရီခွဲဝန်းကျင်အချိန်တုန်းကလည်းနေပြည်တော်ပုပ္ပတီဗီမြို့နယ်တန်လွင်လန်းနဲ့ဇော်ကြီးလန်းအကြားပုပ္ပဈေးနီးမှာထားရှိထားတဲ့ဗိုလ်ချုပ်ဆန်းကြေးရုပ်တုကိုစစ်တပ်ကဂရိန်းကားတွေဗဖိုးကားတွေနဲ့ဖယ်ရှားသွားခဲ့ပြီးရုပ်တုထားရှိတဲ့စင်ကိုပါဖြိုချဖျက်ဆီးခဲ့ပါတယ်2025ခုနှစ်ဩဂတ်လ9ရက်နေ့ပဲခူးတိုင်းပဲခူးမြို့လေကောင်မှာရှိတဲ့ဗိုလ်ချုပ်ဆန်းကြေးရုပ်တုကိုစစ်တပ်ကညအချိန်မီးတွေဖြတ်တောက်အမှောင်ချပြီးတော့လည်းဖယ်ရှားဖျက်ဆီးခဲ့ပါသေးတယ်။အဲ့ဒီပြင်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ညပိုင်းပသိမ်မြို့ကန်သုံးစင်းပြည်တော်စုကွင်းမှာတည်ရှိနေတဲ့ဗိုလ်ချုပ်ဆန်းရုပ်တုကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာချထားပြီးဗဖိုးနှစီနဲ့ဖျက်ဆီးခဲ့ပါတယ်။အဲ့လိုမျိုးပဲ2026ခုနှစ်ဇွန်လ9ရက်နေ့ည9နာရီဝန်းကျင်အချိန်တုန်းကလည်းစစ်တပ်နဲ့စီပင်တို့ကတောင်ငူမြို့ပေါ်မှာရှိတဲ့ဗိုလ်ချုပ်ဆန်းရုပ်တုကိုဂရင်းကားတွေနဲ့လာရောက်ဖျက်ဆီးတဲ့ဆောင်ဖယ်ရှားခဲ့ပါတယ်ရှင်။